စိတ်မြန်လက်မြန်လှုပ်ခနဲပြောတတ်တဲ့ကိုစင်ကျင်မှုအရန်ကိုလိုအပ်ပါတယ်ဒေါသပါနိုင်တယ်များပါအောင်နေပါအဲ့ဒီဒေါသကတင့်ကိုသာနာကျင်စေပါတယ်တကယ်လက်တွေ့ကြကြစဉ်းစားကြည့်ရင်ဒေါသဖြစ်လာတဲ့အခါအဲ့ဒီဒေါသရဲ့စိုးကျိုးကိုဥစွာခံစားရတာကကိုကအရှင်ပါပဲပြီးမှသူများတွေစီကိုကူးဆက်တာပါဒေါသဟာကြောက်စရာကောင်းပါတယ်တကယ်ချင်းကြားမှာရှိတဲ့ဖြူစင်တဲ့ချစ်ချင်းမေတ္တာတရားတွေမိသားစုကြားမှာရှိတဲ့ဖြူစင်တဲ့နှောင်ဖွဲ့မှုတန်ရောစင်တွေချစ်သူခင်သူတွေကြားကတန်ရောစင်တရားတွေကိုယ်ပတ်ဝန်းကျင်ကလူတွေနဲ့ကောင်းတဲ့ဆက်ဆံရေးတွေဆရာတပည့်ကြားမှာရှိတဲ့ချစ်ချင်းမေတ္တာတရားတွေစတဲ့လူသားတွေရဲ့ကောင်းတဲ့အရေးအသွေးတန်မိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါဒေါသကြောင့်တငယ်ချင်းကောင်းတွေဆုံးရှုံးသွားနိုင်တယ်မိတ်ဆွေကောင်းတွေဆုံးရှုံးသွားနိုင်တယ်ချစ်သူခင်သူအချင်းချင်းဆက်ဆံရေးကောင်းတွေဆုံးရှုံးသွားနိုင်တယ်ဆရာကောင်းတွေဆုံးရှုံးသွားနိုင်တယ်ချစ်ချင်းမေတ္တာတွေဆုံးရှုံးသွားနိုင်တယ်အရာအားလုံးကိုဆုံးရှုံးသွားနိုင်တယ်အထူးသဖြင့်တင့်ရဲ့ဖြူစင်နေတဲ့စိတ်ကိုယ်တော်ဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါဒေါသကြောင့်တင့်မှာရှိတဲ့ကောင်းတဲ့စိတ်အရေးအသွေးတွေတန်မိုးတွေတိတ်ခါတွေမိတ်ဆွေကောင်းတွေတငယ်ချင်းကောင်းတွေဆရာကောင်းတွေချစ်သူခင်သူတွေမိသားစုကောင်းတွေချစ်ချင်းမေတ္တာတရားတွေကိုအဆုံးရှုံးမခံပါနဲ့တကယ်တော့ဘဝဆိုတာဟာမမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာမတန်ပါဘူးဒေါသဖြစ်လာရင်ငါမှရှိတဲ့ကောင်းတာတွေအားလုံးကိုဆုံးရှုံးသွားနိုင်တယ်လို့သတိရပေးပါခင်ဗျာ